ကျွန်တော်တို့စတင်ပြပြပေးမှာတော့စတူဒီယိုနဲ့ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာကုသိုလ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်အခုဆိုမဲ့တခြင်းကျွန်တော်တခြားချင်းနေမဆိုပါဘူးကျွန်တော်တိုင်းပြူပြည်ပြူတခြင်းနေဆိုပါမယ်မပြန်ရရင်ဆိုဖို့မဆိုဘူးမဆိုရရင်မပြောင်းပြောတာမဟုတ်ဘူးခဏနေဦးငါဆိုလိုက်အောင်ပဲအော်ကျွန်တော်တိုင်းပြူပြည်ပြူတခြင်းနေဆိုပါမယ်ကျွန်တော်ညီမအားကစားတွေကိုသမားတွေကိုခုံပြီးတော့ချင်းချင်းဆိုပါမယ်ဟယ်လိုကျွန်တော်မပြန်ရရင်မဆိုဘူးတို့ကမကုံဆောင်အားလာသမားများသည်ဝိနိုင်ငံတော်ကိုကျေးဇူးဆိုင်ရမည်မျိုးသက်တို့အာမဝင်းကချီတို့သက်တို့အာမဝင်းကချီနောက်မှာညနေမောင်နဲ့ကုမတွေ့တာလူဝဝါကင်းတော့ငါပြောကြတော့ရည်စရာမဒီမှာကြီးညာပေးတဲ့လူစိုးနေတာလေမပြီးသေးဘူးလေတယောက်ကဆိုတာမပြီးသေးဘူးမဟုတ်လေငါလည်းဆိုးနေရပဲလေဟိုမှာတိုင်းပြူပြည်ပြူတိုင်းပြူကိုဂုံပြူတယ်တခြင်းအားလုံးသမားတွေဂုံပြူတယ်ငါလည်းလေးပါတီမတ်မြန်ရင်ကိုဂုံပြူတာလေမြက်လေးပါတီမတ်မြန်ရင်ဘာဖြစ်လို့ဂုံပြူရလဲလေးပါတီမတ်မြန်ရင်ဆိုတာရောသိလားမသိလို့ခင်ဗျားသိလို့လားပြောလေတဲ့ပါတော့တီးကနေလို့မြည်လို့လေးပါတီတဲ့လေတဲ့ပါတော့ဘုတ်ခနဲ့မြင်လေးပါဘုတ်ပြန်ဖြစ်မလားဘာဖြစ်လို့ငါလာမပြောနဲ့မဆိုးရရင်မပြန်ဘူးအေးစင်းနေပါဆက်လက်ပြီးတော့ဖြေပေးမှာကတော့စတူဒီယိုတေးတန်ရှင်ကျော်ထူးဖြစ်ပါတယ်ခင်ဗျာ sorry အိန္ဒိယနေတော့ဟိုဘက်ကအယူကြီးထိုင်နေအေးစင်းနေပြဿနာမှရှာနေသေသွားမယ်တပင်းချင်းဆွတ်နှုတ်လိုက်မယ်တပင်းချင်းဆွတ်နှုတ်လိုက်မယ်တိခါမှာခင်ဗျာကျွန်တော်ပြဿနာလေးတွေကျွန်တော်နောက်မှာအဆိုးတော်တွေအများကြီးပဲဗျာဟိုအဆိုးပြီးသားအဆိုးတော်ကအရေခဲမုန်းနဲ့ဒင်းကြီးနဲ့အခက်ပါတယ်ဗျာစောက်မယ်အိန္ဒိယနေလူရည်ကျော်ဖြစ်ဖို့ကျွန်တော်ကြိုးစားမည်ဆရာဝန်ဖြစ်ဖို့ကျွန်တော်ကြိုးစားမည်မြန်မာသားကောင်သာကြီးစစ်သားကြီးကိုကျွန်တော်ပြောမှသည်ညနေမောင်နဲ့ကုမတွေ့တာလူဝဝါကင်းတော့ငါပြောကြတော့ရည်စရာမကိုမောညီမလူရှင်တော်ကိုရွှေမဒါပါတော့လက်သီးနော်ခမရအခုစုပ်ပလားဘတော့စုပ်မလဲပြောလားငါမနဲ့ပငါမှာစုပ်မယ်မျက်နှာစုပ်သွားမယ်မျက်နှာစုပ်သွားမယ်ဘာလဲငါမှာဆိုပါပြမတော့ချက်ပါနဲ့အနောက်ချက်မပေးပါနဲ့ဗျာမင်းတို့ဆိုငါလည်းဆိုမှာပဲကိုမြင့်တာဒီမှာတိုင်းပြူပြည်ပြူပြန်မယ်လူရည်ကြုံပြဖို့ကျွန်တော်စူးစမ်းပြီးငါလည်းလေပါတီမမြန်ရုံတိုင်းပြူပြည်ပြူပဲလေလေပါတီမမြန်ရုံငါတတိယလို့ငါအမွန်းတင်နေတယ်လေဆက်လက်ပြီးတော့ဖြေပေးမှာတော့စတူဒီယိုတေးတန်ရှင်ရုပ်ရှင်နဲ့ပြည်သူကင်းကောင်ဖြစ်ပါတယ်ခင်ဗျာချက်ချင်းနီကိုပြနေတာပါရွာရောက်အောင်တို့ခရီးပေါက်ရမည်ချက်ချင်းနီညနေမောင်နဲ့ကုမနေတာလူဟင်းတော့ရောရတော့ရည်စရာပရိသတ်ကြီးခင်ဗျာအခုဒီဆိုဖို့အလှရသူကတော့ကျွန်တော်စီရိုဆိုတော့ကိုမြင့်တာပြပါရခင်ဗျာသူ့လက်ကိုစေကိုတိကိုကိုထိုင်နေအယူကြီးမြတ်နဲ့မောင်နဲ့ခုမှတွေ့တာလူမမဝရင်တော့ကပြောကြတော့ရည်မြစ်တာဘာလေငါအလုံးမင်းပါဇက်တဲ့ရောက်နေတယ်ဟုတ်လားမင်းပြီဘာလို့နောက်ရှက်ငါကြည့်လေမင်းလိုပဲဒီမှာဆိုးတယ်မင်းလေပါဒီမနဲ့ရတဲ့ချင်းကိုငါဆိုရလေတိငါလည်းဒီမှာငါတချင်းကိုမင်းဘာလို့ဆိုရလဲမင်းပြလို့ဆိုလေမင်းပြလို့ဆိုလေညနေမောင်နဲ့ကူမတွေ့တာလူပါညညတော့ရည်စရာပါတိငါလေးကြတော့ငါ့ကိုကြည်ကြတော့ငါမြင့်တယ်မောင်နဲ့ခုမှတွေ့တာလူမမကြီးတော့ငါပြောကြတယ်ရည်တွေကမင်းပြန်ဆိုစားညနေမောင်နဲ့ပြန်ဆိုစားမြတ်နဲ့မောင်နဲ့ခုမှတွေ့တော့ခဏလေးပရိသတ်သူပါဇက်ကိုကြည့်တာသူပါဇက်ကိုကြည့်တာပြန်ဆိုစားမြတ်နဲ့မောင်နဲ့ခုမှတွေ့တာသူပါဇက်ကိုသေးသေးချာချာကြည့်ထားဆိုစားဆက်ဆက်ပြီးတော့သူပါဇက်ကိုသေချာကြည့်ထားမင်းတို့ဓာရီမပါဘူးနော်ဟုတ်ရပါတယ်သူပါဇက်ကိုဓာရီမပါဘူးနော်သူပါဇက်ကိုသေချာကြည့်ထားမြတ်နဲ့မောင်နဲ့ခုမှတွေ့တာလူမမဝရင်တော့ကပြောကြတော့ရည်စရာပါဇက်ကြည့်တာပါဇက်ကိုကြည့်
တွေ့လားသူ့ပါဇက်တွေကထွက်တဲ့အလုံးကကျွန်တော်အလုံး မျောတော့မျောစဲကျမလည်းဖောက်ပြန် မလဲရောက်တာဖောက် ရောက်လားရောက်လား မြစ်တာသက်တော် မရိုင်းတယ်ကွာမြစ်တာကိုတတ်ထုံးရလေရ နော်ဘုဒ္ဓ မျက်နှာလိုက်တယ် စီတုမင်္ဂလာဖြာဖြာလျက် အစနေပြီးတော့ညီမလေးပြန်ဆို ဟဲ့ဟဲ့အစမစိုးခိုင်းနဲ့ဟဲ့မစိုးခိုင်းနဲ့ဟဲ့မြစ်တာကိုတတ်ရင်ထောမယ်တဲ့သူပြောတာကြီးက ွက်ကြီးများအောင်ပေးနေတာ ငါ့ဝက်မြန်အောင်မနေဘူး စီတုမင်္ဂလာဖြာဖြာလျက် မြစ်တာတတ် ဝီခယူမလာပဲအောင်စီရတု အောင် တဗ္ဗမေလေ ဒီလိုကလေတိုးတော့လေဟိုမရောက်ဒီမရောက်ပြီရှေ့တော့လေအောင်ရတယ်ပြော ဘုမကမျက်လုံးဆွဆွနဲ့ဥကင်းကောင်လားလို့ ပြန်ခေါ်ကြည့်စမ်း ဥကင်းကောင်ရင် ဝါဝါလှိုင်းအตาယာထိုင်းဒီဟာကိုင်းဟဲ့ဟာဘယ်ဟဲ့ကောင် မတာသားသား ပြန်ရှင်းကောင် ဘာလာ မရိုင်းနဲ့အဲ့လူကြီးမရိုင်းနဲ့မျက်လုံးဆောင်းနေတာ ပြောသားအမဲရှိရဖြေရှိရမယ်ကိုလုံးကိုသိတယ်ပြောပြန်ပြောသား မျက်လုံးမင်းမျက်လုံးကလည်းတော်တော်ကက်ကက်တဲ့မျက်လုံး အကုန်မရိုးရိုးလေးပါ ဘာ ပြန်ခေါ်ကြည့်စမ်း ပြန်โอเคငါ ဥကင်းကောင်လို့ ဝါဝါလှိုင်းအตาယာထိုင်း ထိုင် အာယာထိုင် ဒီဟာကိုင်း ဘာလဲ ပပောင်း အဲ့ဆောင်းပါလားလို့ ပပလည်းရှိပပလည်းရှိ နော်လေ ဦးဇက်လှူလိုက်ရှင် တာဘူးမလာမခေါ်နဲ့ ခေါ်ပါတော့ပါနဲ့ကောင်းလားမခေါ်ပါဘူးကောင်းလားပါ ပြန်လုံးပြန်လို့ အော်မသိဘူး ပြန်လုံးပြန်လို့အသေးလက်ပြောနေရတယ်နေငါစကားလည်းမမလား နားမထောင်ပါဘူး ငါတို့မထိုင်နဲ့ ထိုင်ပါပဲ ငါတို့မထားနဲ့ ထားမယ် ငါတို့လောက်မချီနဲ့ ရှိတယ် ကိုကျော်ထူး ညာ အဖေကျွန်တော်မိမခိုးလိုက်တာဆိုပြက်လုံးပြက်မလို့လားဟမ်အဲ့ဒီပြက်လုံးကလူရှင်တို့တွေပြက်သွားတာများပြီမပြက်နဲ့ တို့မသိတဲ့ပြက်လုံးပြက်မယ်ဘယ်ရမလဲရောက်ငါ့ကိုရိုက်စား ရရမှာလား ရိုက်စားမကြည့်တော့လို့ရိုက်တဲ့အားရမလား ရာသူ ညာ မင်းရဲ့နှိမ့်ဆက်လို့ကတော့ထိုင်လဲခံမယ်အိတ်လဲခံမယ်ဘလို့ပြပြအကုန်လုံးခံမယ်ဆိုတော့ဒီပြက်လုံးမို့လားအဲ့ဒါတွေကပြီးပြီ ဟုတ်လား အဲ့ပြက်လုံးပြက်လို့မရဘူး တို့ဒီဘဲတွေတိနေပြက်လုံးတွေအကုန်တိနေ ထိုင်ခံမယ်အိတ်ခံမယ်ထိုင်ခံမယ် ခင်ဗျားတို့မသိတဲ့ပြက်လုံးပြက်မယ်ညီမလေးလက်ကလေးပေးတယ်ဟဲ့ညီမလေးလက်ကလေးရဟဲ့တာဆက်ဘာလဲ ရိုးနေပြီမင်းသမီးလက်ကိုညာကြိုင်မယ်ညီမလေးဈေးရဲသွားပြီးတော့တို့စရာဝင်ကြက်သားဝက်သားဝင်မပြည့်ရကြဝယ်ပြီးညာကြိုင်မှာမလားကြောက်ထူးရဲ့ဒီပြက်လုံးနဲ့ရိုးနေပြီ ဈေးတွေကမရအောင်တို့ဂျားတွေကတထောင်းသားအနှိုင်ပြီးသွားပြီရတယ်ဟုတ်ဆင်းမယ်ဒီဘက်ကတည်းကပေါင်းအိမ်မောဆင်းမယ် ဟဲ့က ကောင်မလေးကကိုကျော်ထုရဲ့ကိုကျော်ထုမပိုင်မဖြစ်လို့ပါကိုကျော်ထုလာပါကိုကျော်ထုရဲ့ဆိုဒီမိမလှုပ်ပြီဒါပြောမလို့မလားတော်သားမအဲ့ဒါယိုးနေပြီ သူတို့မသိသေးတဲ့ပြက်လုံးပြက်မယ်ဒါမှဘာလဲဒါလည်းခဏချုံလိုက်စမ်းဒီနာတော့ဒီရ အဲ့ဒီအဲ့ဒီပြက်လုံးကတော့ငါမြင်ကိုလည်းမမြင်ဘူးကြားကိုလည်းမကြားဘူး ဖယ်ကြဘူးလို့ကြံဖမ်းပြီးရအောင်နမ်းတာလေ အော်ငါလုံးချင်လို့ ဥကုတို့ရင် ဒီလားရှင်အိုးကြီးရဲ့အလှဲ့ ပြက်ခေါ်တာ ဥကုတို့လို့ မခေါ်ပြီ ဟုတ် ကိုကုတို့ ကိုကျော်ထူးရေ ခင်ဗျားကိုကိုမျိုးကပြောရတယ်ကြာတိလားရှင်ဘာကြစပင်မရှိလို့ခင်ဗျားပြောခံနေရတာခင်ဗျားအဲ့ဒီမှာတက်ဖို့စပင်အလားတူရရင်ယူမလား ဘာဖြစ်တယ် အဲ့ဒီမှာသူ့ကောင်းမှပြန်တက်မဲ့စပင် အဲ အလားတူရရင်ယူမလားလို့ အလားတူရရင်ယူမလား အဲ မင်းကဘသူအားကိုနဲ့ပြောနေတာ ကျွန်တော်ဖွားရည်ကြီးစီမှာရှိတယ် ကျွန်တော်ဖွားအေးကြီး
မင်းဖွားကြီးကဒီလောက်လိုပဲလားဒီလိုပဲလားကျိုးတို့ကျဲတယ်လေ မဟုတ်ဘူး तू ကစပင်ထုတွေလောက်တာအများကြီးပဲစပင်ထုတွေလောက်တာပြောတာ နေသားမအောင်သူများကြည်နုနဲ့လာအောင်ပြန်ခေါ်သား ဦးကုသူရေ ချိုးနေကြဖဲလေးပဲချိုးလိုက်တာကောင်းတယ်အဲ့ဒါကွက်တီပဲသမီးကဗုဒ္ဓဘာသာလူမျိုးမလား ဗုဒ္ဓဘာသာ ဘုန်းကြီးတွေပဲပြင်ပြီးတော့လေအိမ်မှာစိုးရိမ်ကပ်ဘူးလား ဟင်စွန်းလားမကတ်ဘူး သားပြီ ဟာလို့ ပြေလုံးကဆုံး ဟို တော့ သမီးကလေဗုဒ္ဓဘာသာမြန်မာလူမျိုးမလား လူမျိုးပေါ့ဗုဒ္ အိမ် ဓ ဒီ ဘာ မှာ သာ ဟိုဘုန်းကြီးတွေပဲပြင်ပြီးတော့စိုးကပ်ဘူးလား ဖုံးယူလားစွန်းလားမကတ်ဘူး အော်ဟိုကလေဗုဒ္ဓဘာသာလူမျိုးဆိုတော့ကိုယ်တော်လေးများမလို့ခြင်းဘူးလား ကုသိုလ်မလို့ခြင်းဘူးကုသိုလ်ကကရုံကြီးနဲ့ဘယ်လိုလုပ်လာမလဲ တေချင်းသုံးပါဟာများရ ကုသိုလ်ယူသူမိမဖန်စီခင်တဲ့တွေ့ န သွား င်းဒီ မှာ ကိုလာအောင်အဲ့ဒီပြက်လုံးကလွယ်လေးပြက်လုံးစိုးနေမကတ်ဘုန်းကြီးစိုးမကတ်ကတ်ဘူးတယ်ဒီကုတို့လေးပါလေမလိုချင်ဘူးလားလိုချင်တယ်ကျွန်တော်ပြောတာမဟုတ်ဘူး तू ပြောတာဒီအလုံးလာမှာအခုတော့ဘယ်လိုဖြစ်နေလဲနင်တို့နှစ်ယောက်ပြောနေတာဟိုက်လို့ဖြစ်နေတယ် ဘာတော့ ဝါကြတယ်လို့ပြောတာ ဒီဘောကွာတိုက်တယ် ဦးမြင့်တိုင်ရေ သမီးရေ ပြောပါရဲ့လားရှင် ပျော်တာမှဇွန်းနဲ့ခတ်ယူရပါတယ်သမီးရေ ပြောတယ်တို့ ရေခဲမုတ်ကပျော်သွားရင်ဇွန်းနဲ့ခတ်ရတယ်အပျော်လွင်ဇွန်းနဲ့ခတ်ရတယ်လေကြောင့်မလို့အပျော်ပါတယ်ပျော်လွန်းလို့ဇွန်းနဲ့ခတ်ပါတယ်သမီးရေ ဦးမောင်ရေ ခင်ဗျနင်အဲ့ဥမော်ရေးဆိုအတန်လေးကိုပါတယ်မှာနင်မျက်နှာကြည့်ရလေငါမိမနဲ့ဟိုတူးနေတာ ခင်ဗျားလည်းရှေ့တယောက်တော့လည်းတူပြပြီအခုတယောက်လည်းတူပြပြီဘယ်ဟာမှမလို့ ဦးမောင်ရေ